ချိုးချက်လေးပါဆိုအဲ့ဒါဒီမနေ့နေ့ပေါ့နော်အကားလေးတော့ပြီးတော့ဆက်တာပါမသားရည်မှာပေါ့နော်အဲ့ဒါကိုတိုက်ပါမယ်ဒီကိုရဖို့လည်းဒီကကြည့်အောင်အများကြီးပဲဒါတော့ကြော်လိုက်တော့ပေါ့နော်ကြော်လိုက်တော့တောက်ပြီးသေးပါမယ်ကြော်တော့အစားတော့အများကြီးပဲဆိုအဲ့လိုအများကြီးတယောက်ချင်းနေပါတော့အများကြီးဖြစ်လို့ခဏခဏမချက်ချင်ဘူးဖြစ်တယ်ခဏခဏချက်ရတာကျင်းလို့ပါတနာလေးကြော်နာနာလေးကြော်မှာကြကြခါအထားခံမှာမဟုတ်လို့လေနော်အရင်တော့ဆိုရင်တိတ်ပြီးတော့အလုပ်လည်းရှုံနေရတယ်အဲ့လောက်ကြီးအချိန်လည်းမရှိဘူးအချိန်တော့ဆိုညံချက်ကုန်နေဆိုရင်ဒီတိုင်းနဲ့နူးရုံလေးပဲတော်တော်ဘာဖြစ်လဲဆိုတော့ညံလည်းအစားနေတော့လေညံလည်းအစားနေတော့တော့လိုက်ပြီးဆိုတော့နောက်ဆုံးပြရတယ်ဒီတိုးရတာပေါ့နော်ဒီလိုကြော်ထားပြီးဆိုခဏရက်တည်းကိုထားခံတော့တပန်းတော့ကြည့်တော့အားခံလို့ထင်ပါတယ်ဒီမှာလည်းကြော်ပြီးပါပြီဆိုရင်လည်းတက်တာလည်းဖြစ်တာပေါ့နော်ပုံမှန်ဆိုခုနကဒီလိုရောက်တော့ပြီးတော့ဟိုတိုးလို့ရတာပေါ့နော်အဲ့တော့ဒီလေးတက်တာလည်းဖြစ်ထားတယ်ဟိုထဲထဲလုံးနေထဲထဲနဲ့ထည့်ထားတယ်။ကြာရင်စားထည့်တာပေါ့နော်။ထဲထဲဆိုပိုစားတဲ့အချိန်ကိုထုံထည့်လိုက်ရုံနဲ့ဝတ်တာရမ်းတဲ့ဟိုခုံးလုံးမှာကိုရရရှိစား